Mega, ça va? အဲ့တော့ဒီနေ့မှာဆိုရင်တော့ဒီ channel တူတူပြင်သစ်ရဲ့ဒါ formal နဲ့ informal subject pronouns လေးတွေကိုလေ့လာကြည့်မှာဖြစ်ပါတယ်။ တက်ကတော့ on commence အဲ့တော့ formal informal သုံးတဲ့အခါမှာကျတို့နှစ်မျိုးရှိရပေါ့နော်။ we ကို formal informal ခွဲတာရှိရယ်။နောက်တစ်ခုကကျတော့ you ကို formal informal ခွဲတာရှိရယ်။အဲ့တော့ပထမဆုံး we ကိုကြည့်ကြည့်အောင်။ဆိုတော့ we ကိုကျတို့နှစ်မျိုးရှိပါတယ်။ nu နဲ့ on ဆိုပြီးတော့နှစ်မျိုးရှိရယ်။အဲ့တော့ဒီမှာဆိုချင်လူကကြတော့သူက formal informal တော့မဟုတ်ဘူးဒါပေမဲ့သူ့ကို formal အသုံးလုံးသုံးချင်တယ်ဆိုရင်လူနဲ့ပဲချင်တာသုံးပေးလို့ရတယ်ဒါပေမဲ့ informal မှာဆိုလဲလူကိုယူသုံးလို့ရတယ်ဒါပေမဲ့ informal မှာအသုံးများတဲ့ we အနေနဲ့အသုံးများတာကကြတော့ on ကိုပို့ပြီးတော့သုံးကြတာဆိုတော့တကယ်ချင်းပြောတာမိသားစုဝင်တွေပြောတာရင်းနှီးတဲ့သူတွေချင်းပြောကြတဲ့အခါမှာငါတို့ဘယ်သွားကြမယ်ငါတို့ဘာလုပ်ကြမယ်ဒီလိုပြောရမယ်ဆိုရင်ကျတို့ကအဲ့ on ကိုပဲသုံးပြီးပြောတာရှိကြတယ်အဲ့ဒါကြောင့်မလို့ကျတို့ပြင်သက်တာရောက်သွားခဲ့မယ်ဆိုရင်ကိုကဒါနေ့တိုင်းကိုတွေ့နေမဲ့သူတွေကကိုနဲ့ရင်းနှီးမဲ့သူတွေပဲဟုတ်တယ်မလားဆိုတော့အဲ့လိုလူတွေကြားမှာတောက်လျှောက်ကြားနေရမယ်စကားလုံး we ကကြတော့ on ပဲ on ကိုတောက်လျှောက်ကြားရလိမ့်မယ်ဒါပေမဲ့ကိုကလုပ်ငန်းခွင်တွေရောက်သွားတယ်ကိုကဒါအစည်းအဝေးတစ်ခုတက်မယ်ဒါဒီမှာဆိုရင်ဒါကိုနဲ့မသိရတဲ့သူတွေအများကြီးပါမယ်အဲ့လိုမျိုးမှာဆိုရင်တော့ကျတော့ on နဲ့တော့သုံးလို့မရတော့ nu နဲ့သုံးပေးရအောင်မယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသတိထားပေးရမယ်ဆိုတော့ on က informal nu ကကြတော့ formal informal သုံးလို့ရပါတယ်ဆိုတော့ formal အနေနဲ့ပို့ပြီးတော့သုံးကြတာပေါ့နော်တက်ကောအဲ့တော့နောက်တစ်ခုကကြတော့ you ပေါ့နော် you ကိုကြတော့ vu နဲ့ ju ဆိုပြီးတော့ရှိတယ်အဲ့တော့ vu ကကြတော့ကျတော့ဘယ်နေရာမှာသုံးလဲဆိုတော့ formal အသုံးအနှုန်းပေါ့နော်သူ့ကိုကြတော့ကျတော့ကလုပ်ငန်းခွင်မှာပြောတာเนาะ formal သုံးရမယ့်နေရာမျိုးတွေဒဇိန်းနေနဲ့ပြောတဲ့အခါမျိုးတွေနောက်ပြီးတော့ကြတော့ကျတော့ဥပမာကိုကလူကူးမစပြီးတော့မိတ်ဆက်တာမျိုးတို့เนาะပြီးတော့ကျောင်းမှာကိုကဆရာမတွေနဲ့ပြောတာမျိုးအဲ့လိုမျိုးရင်းချစ်ပြောရတော့မယ်သုံးလုံးရတော့မယ်ဆိုတဲ့အပိုင်းမှာကြတော့ vu နဲ့ပဲချေရသုံးပေးရတယ်ကျူသွားသုံးလို့မရကျူသုံးရင်ရိုင်းနေဖြစ်သွားရောเนาะအဲ့တော့ကျူကိုဘယ်နေရာမှာသုံးလဲကျူကိုကြတော့ကွာတငယ်ချင်းပြောရမယ်ဆိုကျူပြောရမယ်ဆိုတော့နင်လို့ပြောရနင်ငါသဘောမျိုးပေါ့နော်အဲ့လိုပြောမယ်ဆိုကျူနဲ့သုံးပြောပေးရမယ်ပြီးရင်မိသားစုဝင်တွေနဲ့ပြောတဲ့အခါမှာလည်းကျူကိုသုံးပြီးချေရပြောလို့ရတယ်ဆိုတော့ဒါလေးကိုမှတ်ထားပြီးရပြီပေါ့အဲ့တော့ပြောရမယ်ဆိုကျူက informal သုံးလုံး vu ကတော့ formal သုံးလုံးဆိုပြီးချေရမှတ်ထားလိုက်လို့ရပါတယ်တက်ကောဒါဆိုရင်တော့အခုဆိုရင်formal informal အသုံးအနှုန်းလေးတွေကိုခွဲထွက်သွားပြီလို့ထင်ပါတယ်ဆိုတော့ဒေတာလေးမှတ်ထားပြီးပါဒါလေးတွေကလွဲလို့မရဘူး nu နဲ့ on နဲ့ဆိုရင်လည်းကျတော့ on ကပြင်သစ်မှာပို့ပြီးတော့အသုံးများတယ်ဒါပေမဲ့သူအသုံးများရဆိုတာနေရာတိုင်းလိုက်သုံးတာမျိုးတော့မဟုတ်ဘူးရင်းနှီးတဲ့သူတွေကြားမှာပို့ပြီးတော့အသုံးများတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသတိထားပြီးမယ်ဆိုရင်နောက်ပြင်သစ်စာကိုက subject pronouns တွေကိုလည်းကျွမ်းကျင်ပမာဏနိုင်သုံးနိုင်မှာဖြစ်ပါတယ်d'accordဒါဆိုရင်ကျတော့နောက်သင်ခန်းစာလေးမှာပြန်တွေ့ပါမယ်au revoir à plus tard